ဒီကြပုံဟာကျွန်တော်ဖိုးဖိုးတို့ရဲ့ကြပုံဖြစ်ပါတယ်ဖိုးဖိုးငယ်ငယ်ကမိသားစုစင်းရဲပါတယ်လို့သူပြောပါတယ်ဖိုးဖိုးကအိမ်အလုပ်လုပ်ဘေဘီတို့တခြားတငယ်ချင်းတွေနဲ့အတူတောင်ရွာကကတင်းကိုသွားလိုက်ပါတယ်ကောင်းကောင်းကြီးမမှားမိပါဘူးဒါပေမဲ့လူကြီးတို့အလုပ်ကိုကြိုးစားစားလုပ်စမဲပါဥပမာတန်ရည်ကြိုရတယ်ရေဟန်ကန်ဒီဆော့ကြတယ်လမ်းခင်းကြတယ်ဘာလို့နေတယ်လဲခင်ဗျာအားမကုန်နိုင်တယ်လို့ဖြစ်ပါတယ်မဟုတ်လားလို့ငယ်ရွယ်တဲ့ဖိုးဖိုးကအံ့အားသင့်ပြီးမေးပါတယ်နိုင်ငံတော်ကိုဒီဆော့နေတဲ့ကောင်လေတော့သူတို့ဖြေလိုက်ရှိကြတယ်ဟုတ်ခင်မှာတိုင်းပြည်အခြေအနေမကောင်းပေမဲ့ပြည်သူတွေစစ်တာကျင့်ခိုင်းပါတယ်ပြည်သူတို့ကအဆက်မပြဂျူကာအထိုးတဲ့စစ်တာဖင်ဥရောကဖွံ့ဖြိုးတိုးတက်မှုကိုစင်ကဲဒီဆော့ပါခဲ့ကြတယ်ဒါကျွန်တော်အဖေလူရွယ်စင်ကရိုက်ထားတဲ့တားပုံဖြစ်ပါတယ်အဲ့ဒီအချိန်မှာသူကအထက်တန်းကျောင်းအောင်ပြီးတက်ကတူမဝင်ပဲတရုတ်ပြည်တောင်ပိုင်းကိုတွားပြီးစီးပွားရေးလုပ်ခဲ့တဲ့အတွက်အဖော်တို့စုပေါင်းခဲ့ပါတယ်ဒီတားပုံကရန်中မြို့ရှိစုရှိဟူကန်အနားမှာသူ့တငယ်ချင်းတယောက်နဲ့သူရိုက်ထားတာပါအခုမှတော့သူဟာတခါတလေသူရဲ့ဘဝအကြောင်းကိုပြောပြပေးတယ်这个ဖွင့်ဆက်ဆံရေးနဲ့ပြုပြင်ပြောင်းလဲရေး policy ကြောင့်နေထိုင်စားတော့မှုအဆင်ပြေလာပြီးဘူချမ်းသာလာပါတယ်။ဇာတိကိုပြန်လာပြီးတော့ခရီးကစားဆရာဆက်ယုံလဲဖွင့်ခဲ့တယ်။ ice cream ဆက်ယုံလဲဖွင့်ခဲ့တယ်။အဆိုင်အသည့်များကိုအဆက်မပြရှာဖွေခဲ့တယ်။ဟိုချင်းမှာဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်စတင်တဲ့အချိန်ကာလဖြစ်ပြီးစီးပွားရေးအခြေအနေကပိုကောင်းလာပါတယ်။တာမန်လူတွေကအဲ့ဒီလိုစူးစမ်းရှာဖွေရေးစိတ်ဓာတ်အားနဲ့မတိတာတွေကိုမကြောက်ပဲရှစ်ကိုအဆက်မပြလျှော့လှမ်းပြီးကိုတန်းပြီးတူးတက်မှုကိုတစ်စိတစ်ပိုင်းစီပြီးစော့ခဲ့ကြပါတယ်။ဒီဓာတ်ပုံဟာ2012ခုနှစ်မှာရိုက်ထားတဲ့ကျွန်တော်နေအိမ်ဓာတ်ပုံဖြစ်ပါတယ်။ဒုတိယဓာတ်ပုံဟာအခုလက်ရှိကျွန်တော်နေအိမ်ဓာတ်ပုံဖြစ်ပါတယ်။ဇင်းနေပဲလုံသွားပေမဲ့ကျွန်တော်နေအိမ်အကြီးအကျယ်ပြောင်းလဲလာပါတယ်။အိမ်တုံးကလေအိမ်စက်နဲ့ဓာတ်အားစေကြီးပါတယ်။ဒါကြောင့်မိဘကလေအိမ်စက်မဝယ်ရဘူး။အခုလူနေမှုကောင်းလာတယ်။လေအိမ်စက်ဝယ်လာရုံတမ်းကဒီရေခဲဒေတာရဲ့မိချောင်းတွေရဲ့ AI အင်တုံးဆောင်ရန်ပစ္စည်းဖြစ်လာတယ်။အင်ထဲမှာ Siri မိချောင်းဖွင့်ပါ Siri TV ဖွင့်ပါလို့ခေါ်ရင်ဖြစ်လာပဲ။မိမိကအရင်ကအင်ထဲမှာ TV ရဲ့ရေခဲဒေတာရဲ့အဝရှိုစက်ရဲ့ရှိတော့ကောင်းတယ်လို့ပြောပါတယ်။အခုကားရဲ့လိုက်ကန်ဖုန်းရဲ့အင်ဂျင်ရဲ့ခိုင်ဘဝကောင်းတယ်လို့ရှိမှချမ်းသာတယ်လို့ဆိုနိုင်ပါတယ်။ချမ်းသာတဲ့ဘဝရဖို့မလွယ်ဘူးလို့ခေဒီကာလာဒီရဲ့တုံးတဲ့မှုကိုမြင့်မြင့်တယောက်ဖြစ်တဲ့ကျွန်တော်လိမ့်နဲ့တည်ပါတယ်။ဟိုဖေးတွေရဲ့ကြိုးစားမှုမရှိမိဘတွေကအလုပ်ကိုကြိုးစားမလုပ်ကျွန်တော်တို့မှာချမ်းသာတဲ့ဘဝမရနိုင်ဘူး။ခေတ်ခေတ်မှာလူတို့ကမိမိတို့ရဲ့ခရီးရှည်ကြီးတက်ပွဲရှိပါတယ်ခေတ်ခေတ်မှာလူတို့ကမိမိတို့ရဲ့တောင်းထမ်းဆောင်မှုရှိပါတယ်企业蓬飘业呢，路罗家业多得么好。多把阿土都单业，因阿罗拉巴的。
တမိုင်းကတိုင်ရလုံးတလိမ့်လိမ့်တိုးတက်လို့နေပါလေကျွန်တော်တို့လည်းတပူကြတပူတဲ့ဆိုတော့တာမြင့်မှုလိုက်စားနေပါ မတဲ့မပြောက်ဘူးကြိုးပမ်းအားထုတ်ခြင်းမပြဘူးဒီခေတ်ကဒီအတိုင်းပဲလူမျိုးစုကလည်းဒီအတိုင်းပဲကျွန်တော်တို့ကလည်းဒီအတိုင်းပဲ